ရှေးဥစွာဖျားခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ကျွန်တော်တို့ဘလို့အခြေအနေပဲဖြစ်ပါစေဒီနေ့စက်တင်ဘာလဆန်းတို့တိုင်အောင်ဖျားရဲ့တနာခြင်းဂရုဏာမဆခြင်းကြွယ်ကခြင်းထောက်ပံ့ခြင်းအပြင်ကျွန်တော်တို့ကိုဒီနေ့ရဲ့တိုင်အောင်ကောင်းမွန်စွာပူဆောင်တော်ကြောင့်ဖျားခင်ရဲ့ကျေးဇူးတော်ကိုအထူးပဲချီးမွမ်းတာဖြစ်ပါတယ်လို့ဒီနေ့လိုက်ပေါ်နဲ့အတူတကွဝတ်ပြုလျက်နှုတ်ကပတ်တော်ကျမ်းနာကြမယ်ယုံကြည်သူများအားလုံးပေါ်မှာလည်းဖျားသခင်အတစ်တပံကောင်းကြီးပေးပါစေလို့ရှေးဥစွာနှုတ်ခွန်းဆက်ဆုတောင်းပေးချင်တာဖြစ်ပါတယ်ဒီနေ့ရွေးချယ်ထားတော့နှုတ်ကပတ်တော်ကျမ်းပိုက်နှစ်ခုကိုအရင်ဦးဆုံးဖတ်မှာဖြစ်ပါတယ်ယောမဩဝါဒစာခန်းကြီး3ခန်းငယ်26ဖျားသခင်သည်တီးခန့်တော်မူ၍လုံခဲ့ပြီးသောဒုစရိုက်အပြစ်များကိုမတ်တော်မမူရာတွင်ဖြောင့်မတ်ခြင်းတရားတော်ကိုထင်ရှားစေခြင်းက၎င်းယခုကာလ၌ဖြောင့်မတ်ခြင်းတရားတော်ကိုထင်ရှားစေ၍ယေရှုကိုယုံကြည်သောသူတို့ရဲ့အပြစ်ကိုလွတ်တော်မူတော်လဲတရားသဖြင့်ပြုတော်မူခြင်းက၎င်းယေရှုခရစ်ရဲ့အတွေ့တော်ကိုယုံကြည်ခြင်းအပြင်ထိုခရစ်တော်ကိုအပြစ်ဖြေစေအကြောင်းဖြစ်စေခြင်းကခံထားတော်မူ၏ဒုတိယကျမ်းပိုက်ယောမအခန်းကြီး9အခန်းငယ်8ငါတို့သည်အပြစ်ရှိစဉ်ပင်ခရစ်တော်သည်ငါတို့အတွက်ကြောင့်အသေးခံတော်မူသည်ဖြစ်၍ဖျားသခင်သည်ငါတို့ကိုအဘယ်မျှလောက်ချစ်တော်မူသည်ကိုငါတို့အားထင်ရှားစွာပြတော်မူ၏ဖတ်တော်သောနှုတ်ကပတ်တော်ကျမ်းပိုက်အားဖြင့်ဖျားသခင်ကောင်းကြီးပေးပါစေယနေ့ပေးထားသောနှုတ်ကပတ်တော်ကောင်းစဉ်ကတော့အချီးမြတ်ဆုံးသောကိုးစားပြုပေးဆက်ခြင်းလို့ကောင်းစဉ်ပေးထားပါတယ်လောကရဲ့တရားဥပဒေများတိုင်းနိုင်ငံအသီးသီးရဲ့ဥပဒေတရားဥပဒေတွေဘာသာတရားအသီးသီးမှာရှိတဲ့ပညာတရားရှိသမျှဟာဆိုလို့ရှိရင်တော့အမှန်တရားပေါ်မှာအခြေခံထားတဲ့စီမင်းများဖြစ်တယ်ဆိုတာကိုကျွန်တော်တို့တွေ့ရပါတယ်ထိုနည်း၎င်းပဲကျမ်းစာထဲမှာဝတ်ပြုရာအခန်းကြီး24အခန်းငယ်19ရှမသက်အခန်းကြီး29 30ထဲမှာကျမ်းစာထဲမှာဖျားသခင်ကိုယ်တိုင်ကလည်းပြောလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ဟာလူတစ်ယောက်ကိုတတ်မိတယ်မတော်တဆတတ်မိတယ်ဆိုရင်ကိုယ့်အသက်ကိုပြန်ပေးရမယ်တစုံတစ်ယောက်ရဲ့သွားကိုကျိုးသွားအောင်လုပ်မိတယ်ဆိုရင်ကိုယ့်သွားပြန်ပေးရမယ်တစုံတစ်ယောက်ရဲ့မျက်စိကိုပေါက်သွားအောင်ကန်းသွားအောင်လုပ်တယ်ဆိုရင်ကိုယ့်မျက်စိကိုပြန်ပေးရမယ်တစုံတစ်ယောက်ရဲ့လက်ချက်တော့အယိုးကျိုးအောင်လုပ်မိတယ်ဆိုရင်ကိုယ့်ရဲ့လက်ချက်တော့ကျိုးချင်းကိုခံရမယ်ဆိုပြီးမှဖျားသခင်ကဒီလိုနှုတ်ကပတ်တော်ထဲမှာမိန့်ဆိုထားတယ်ရှမသက်9ထဲမှာတော့မျက်စိဟာမားလို့ရှင်တော့မျက်စိကိုတဲ့ဖောက်ထုတ်လိုက်ပါတဲ့ခြေတော့မားလို့ရှင်ခြေတော့ကိုဖြတ်လိုက်ပါလက်မားလို့ရှင်တော့လက်ကိုဖြတ်လိုက်ပါစသည်အားဖြင့်အပြစ်နဲ့ပတ်သက်ပြီးမှဘုရားသခင်ကဒီလိုတောင်းဆိုတဲ့အရာရှိပါတယ်ပြောချင်တဲ့အရာတော့ဘုရားသခင်ကိုယ်တိုင်ကဖြောင့်မတ်တဲ့ဘုရားတန်ရှင်းတဲ့ဘုရားတရားသူကြီးဖြစ်တဲ့အခါမှာအပြစ်နဲ့ပတ်သက်ပြီးမှချွင်းချက်မရှိအမှန်တရားကိုဘုရားကိုယ်တိုင်ကမိန့်ဆိုတယ်ဘုရားသခင်ကိုယ်တိုင်ကတောင်းဆိုထားတာရှိပါတယ်ပြောချင်တာကျွန်တော်တို့နေ့စဉ်အသက်တာမှာကာယဝစီမနောကံ3ပါးနဲ့လူတွေရဲ့ရှေ့မှာပြစ်မှားတဲ့အပြစ်လူတွေမသိမမြင်ဘဲနဲ့လူကွယ်ရာမှာပြစ်မှားတဲ့အပြစ်အလုံးတစ်ခုမကြံဘုရားသခင်ရှေ့မှာကျွန်တော်တို့ဟာစီရင်ခံရမှာဖြစ်ပါတယ်ပြန်ပေးဆက်ရမှာဖြစ်ပါတယ်ဘုရားရှေ့မှာကျွန်တော်တို့ကနော်ဟန်ဆောင်လို့မရဘူးအပြစ်ကိုဖုံးကွယ်လို့မရဘူးနော်ကျွန်တော်တို့အသိမဲ့တယ်လို့ရွှေပြောက်တယ်လို့လုပ်လို့မရဘူးနော်လက်ထိုးလို့လည်းမရဘူးဖျားရဲ့ဖြောင့်မတ်ခြင်းစုံလင်ခြင်းကိုစံနှုန်းကိုအလျှော့တင်းလုပ်လို့လည်းမရဘူးဆိုတာကိုတွေ့ရတာဖြစ်ပါတယ်ဒါဆိုရင်ဖျားသခင်ကပညာတရားအတိုင်းအပြည့်အဝနားထောင်ဖို့ရန်ဖျားကတောင်းဆိုတယ်တခုမှလျှော့လို့မရတခုမှခြံလက်လို့မရတစ်ဖက်မှာလည်းလူတွေကဖျားသခင်ပေးတဲ့ပညာကိုမလိုက်လျှောက်နိုင်ဘူးဆိုရင်ဖျားနဲ့လူဟာဘယ်လိုလုပ်ပြန်ပြမတင့်မြတ်နိုင်မလဲဒီနေရာမှာဖျားသခင်ကကျွန်တော်တို့လူတွေရဲ့အပြစ်နဲ့ပတ်သက်ပြမဘယ်လိုအစားထိုးပြမကျွန်တော်တို့ကိုကျေးဇူးပြုခဲ့တယ်ရွေးနှုတ်ကဲ့တင်ခဲ့တယ်ဆိုတဲ့အကြောင်းကိုနှုတ်ကပတ်တော်အားဖြင့်ဆက်ပြမဆင်ခြင်ဖို့ရန်ဖြစ်ပါတယ်ယေရှုခရစ်တော်မလာခင်
အချိန်မရောက်သေးတော့ကြောင့်အချိန်မတန်တော့သေးတော့ကြောင့်ခရစ်တော်မလာသေးတဲ့အခါမှာတမဟောင်းကာလမှာဖျားခင်ကတိရစ္ဆာန်ရဲ့အသွေးအပြင်ကျွန်တော်တို့ရဲ့အပြစ်ကိုဘာလို့လဲဆိုတော့ယာယီဖြစ်လွတ်တယ်ထာဝရမဟုတ်ဘူးခဏအတွက်ပဲကျွန်တော်တို့ရဲ့အပြစ်ကိုဖြေပေးတယ်ဝတ်ပြုရာအခန်းကြီး9ကျွန်တော်တို့အခန်းငယ်7ကနေ19ကိုကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့လူတွေဟာတဲ့ဘုရားခင်ရှေ့မှာပြစ်မှားတဲ့အပြစ်တည်၍ပြစ်မှားတဲ့အပြစ်ဖြစ်စေမသိဘဲနဲ့ပြစ်မှားတဲ့အရာဖြစ်စေဒါဟာဘုရားသခင်ကိုပြစ်မှားတာဖြစ်သောကြောင့်နဲ့ဒီအပြစ်တွေတဲ့ဘုရားသခင်ရှေ့မှာရိတ်ကောင်ကိုယူလာရမယ်လို့နှုတ်ကပတ်တော်ထဲမှာဒီလိုပြောထားပါတယ်ပြီးလို့ရှိရင်တော့အခန်းကြီးဝတ်ပြုရာအခန်းကြီး19အခန်းငယ်7ထဲမှာကျွန်တော်တို့ရဲ့အပြစ်ကိုဖြေဖို့ရန်ကျွန်တော်တို့ရဲ့အသက်အတွက်အသွေးကိုတွန်းရမယ်လို့နှုတ်ကပတ်တော်ထဲမှာဒီလိုပဲတောင်းဆိုပါတယ်ဒါကြောင့်ကျွန်တော်အနေနဲ့နှုတ်ကပတ်တော်ကျမ်းပိုက်တွေကတော့အများကြီးရေးထားတယ်ဒါပေမဲ့မဖတ်တော့ဘဲနဲ့ကျွန်တော်ဒီတိုင်းပြောသွားချင်ပါတယ်အဲ့ဒီလလူမျိုးတွေဖယားသခင်ရှေ့မှာဥဆောင်တဲ့ယေဘရဟစ်တွေရှိတယ်ခေါင်းဆောင်တွေဘာသာရေးခေါင်းဆောင်ဝိညာဉ်ရေးရာခေါင်းဆောင်တွေရှိတယ်သူတို့ကိုယ်တိုင်ဖယားရှေ့မှာပြစ်မှားလွန်ကျိုးတဲ့အခါမှာလဲသူတို့လည်းငါတို့ကတော့ဆရာကြီးတွေပဲခေါင်းဆောင်တွေပဲဆိုပြီးမှဒီတိုင်းနေလို့မရဘူးဝတ်ပြုရာအခန်းကြီးအခန်းငယ်3နဲ့4ထဲမှာသူတို့ကိုယ်တိုင်ရစ်ကောင်ကိုယူလာပြီးမှဘုရားသခင်ရှေ့မှာအပြစ်ဖြေခြင်းကိုပြုရမှာဖြစ်ပါတယ်။နောက်ဝတ်ပြုရာအခန်းကြီးအခန်းငယ်73နဲ့14ထဲမှာဣတိလပရိသတ်တွေပရိသတ်အနေနဲ့မာယွန်းနဲ့ကိုးကွယ်မှုတွေမာယွန်းနဲ့လူမျိုးလိုက်မာယွန်းနဲ့ဆိုရင်လူမျိုးနဲ့သက်ဆိုင်ပြမှာတဲ့ရစ်ကောင်ကိုယူလာပြမှာဘုရားသခင်ရှေ့မှာအပြစ်ဖြေရာရစ်ကိုပူဇော်ရမယ်လို့နှုတ်ကပတ်တော်ထဲမှာဒီလိုပြောပါတယ်နောက်ပြီးတော့ဝတ်ပြုရာအခန်းကြီးအခန်းငယ်20 23ထဲမှာဆိုတော့မင်းတွေခေါင်းဆောင်တွေရှင်ဘုရင်တွေပြစ်မှားရင်လေတဲ့ရှင်ဘုရင်တော်၎င်းပညတ်တရားရဲ့အထက်မှာနေလို့မရဘူးအကုန်လုံးကဖယားရဲ့ပညတ်တရားအောက်မှာပဲနေရမှာဖြစ်တယ်ရှင်ဘုရင်နဲ့မင်းတွေကိုယ်တိုင်လဲဖယားရဲ့ပညတ်တော်ကိုချူးဖောက်တယ်လွန်ကျူးတယ်ဆိုရင်ထိုလွန်ကျူးခြင်းအပြစ်တွေဘုရားသခင်ရှေ့မှာရစ်ကောင်ကိုယူလာပြမှအပြစ်ဖြေခြင်းကိုပြုရမှာဖြစ်တယ်ပြီးလို့ရှိရင်တော့ဝတ်ပြုရာအခန်းကြီး9အခန်းငယ်29 28စင်ရဲသားများနော်တိုင်းပြည်မှာဆိုလို့ရှိရင်တော့အငယ်ဆုံးသောသူတွေပေါ့မရှိစင်ရဲသားတွေမားတယ်ဟာသူတို့ကတော့ဘာမှမရှိဘူးမတတ်နိုင်သူတို့တော့နားလေပဲမရဘူးမရှိစင်ရဲသားတွေလည်းပြစ်မားတယ်ဆိုရင်သူတို့လည်းဖယားရှေ့မှာရစ်ကောင်ကိုယူလာပြမှအပြစ်ဖြေရာရစ်ကိုလုပ်ရမယ်ဝတ်ပြုရာအခန်းကြီး9အငယ်9မှာတော့မရှိစင်ရဲသားတွေနွားတွေစိတ်တွေတိုးတွေအကောင်ကြီးတဲ့အရာတန်ဖိုးကြီးတဲ့အရာကိုမတတ်နိုင်ဘူးဆိုရင်လေခိုဖြစ်ဂျိုးငဲ့ဖြစ်အသွေးသွန်းကိုတွန်းရမယ်ဒီလိုပြောပါတယ်ပြောချင်တဲ့အရာတော့ဒီပညတ်တရားထဲမှာတချို့သောပညတ်တွေဟာတိရစ္ဆာန်ယူလာလို့မရဘူးကိုယ်တိုင်အသက်ပေးရတယ်ဥမာလူများကိုတတ်မြင့်တယ်ဆိုရင်ကိုယ်အသက်ကိုပေးရမှာရစ်ပူဇော်လို့မရဒါမှမဟုတ်မိဘကိုချိန်ဆတယ်ဆိုရင်မိဘကိုပြစ်မှားတယ်ဆိုရင်ဒါအသက်ကိုပေးရမှာဖြစ်တယ်အဲ့ဒီလူကိုတတ်ရမှာဖြစ်တယ်မတနာရဘူးတဲ့ဒါမှမဟုတ်သူများသားမယားကိုပြစ်မှားတယ်ဆိုရင်နော်ဒါကိုယ့်အသက်ကိုပေးရမှာဖြစ်ပါတယ်နောက်တချို့တော့အပြစ်တွေရှိပါတယ်ထိုနည်း၎င်းပဲကျွန်တော်တို့ရဲ့အပြစ်ကြီးတည်ဖြစ်စေငယ်တည်ဖြစ်စေအသက်ကိုပေးရမယ်အများအားဖြင့်တော့တိရစ္ဆာန်နွားတိုးစိတ်ချိုးငဲ့ခုစတဲ့တိရစ္ဆာန်တွေရဲ့အသက်ကိုအသေးခံနဲ့အတွေးတွန်းပြမှာလူတွေရဲ့အပြစ်ကိုယာယီဖြေလွတ်ရတာဖြစ်ပါတယ်ပြောချင်တဲ့အဓိပ္ပာယ်ကတော့မှားယွင်းတဲ့အရာအတွက်အသက်ကတော့ဘေးကိုဘေးရမှာဖြစ်တယ်ယေဇကျေလအခန်းကြီး18အခန်းငယ်4ထဲမှာပြစ်မှားသောဝိညာဉ်သည်အသက်တည်ရမယ်လို့ပြောပါတယ်မှားယွင်းတဲ့သူဟာဖယားသခင်ရှေ့မှာတေချာပေါက်တာဝန်ယူပြမှဖြည့်ရှင်းရမှာဖြစ်တယ်ဆိုတာကိုတွေ့ရတာဖြစ်ပါတယ်ဟုတ်ပြီဆိုတဲ့အခါမှာဒါဟာယာယီပဲဖြစ်တဲ့အခါမှာဒီအပြစ်ကစုံလင်ခြင်းဒီရစ်ခါစုံလင်ခြင်းမရှိဘူးဆိုတော့ဣတိလယေဘရဟစ်တွေက
အမြဲတမ်းရစ်ပလင်နားမှာထိုင်ခုံတောင်မှမထားရလောက်အောင်ထိုင်စရာထိုင်မဲ့အချိန်မရှိရလောက်အောင်လူတွေရဲ့အပြစ်ကိုအထက်ထက်အဖန်ဖန်ပူဇော်နေရတယ်လူတွေလည်းအပြစ်ကိုလှုပ်တယ်ဆိုတဲ့အခါအမြဲတမ်းတိရစ္ဆာန်ရှာပြမပူဇော်ရတဲ့အရာမှာဒါဟာအချိန်မရောက်သေးသောကြောင့်လူတွေပင်ပန်းစွာလှုပ်ဆောင်ကြရတာဖြစ်တော်ညာလဲအချိန်ရောက်လာတဲ့အခါမှာဒုတိယပိုင်းအနေနဲ့သမတိကိုရောက်လာတဲ့အခါယေရှုခရစ်တော်ရဲ့အချိန်ကာလရောက်လာတဲ့အခါမှာယေရှုခရစ်တော်ကိုယ်တော်တိုင်ကျွန်တော်ကျမတို့ရဲ့အပြစ်တွေကားတိုင်မှာအသေးခံဖို့ရန်ရောက်လာတယ်လို့ပြောပါတယ်ယောဟန်အခန်းကြီး1အခန်းငယ်29ထဲမှာဆိုရင်ယေရှုခရစ်တော်ဟာတဲ့ဤလောကရဲ့အပြစ်ကိုဆောင်တွားဖို့ရန်ဖယားသခင်ရဲ့တိုးတငယ်အနေနဲ့လောကကိုရောက်လာတယ်။နေ့ဖြန်နေ့၌ယေရှုကြွလာတော်မူသည်ကိုယောဟန်တင်မြင်လင်ဤလောကရဲ့အပြစ်ကိုဆောင်တွားတော်ဖယားသခင်ရဲ့တိုးတငယ်ကိုကြည့်လောဒီကဘာသူကဘာသားနေ့စဉ်ကာယဝစီမနောအပြင်ပြစ်မှားလွန်ကျူးပြမဖယားကိုပုံကန်တဲ့အရာဖယားကိုဒေါသထွက်စေတဲ့အပြစ်ရှိသမျှကိုဖြေလွတ်ပေးဖို့ရန်တိုးတငယ်အနေနဲ့ယေရှုခရစ်တော်ဟာလောကကိုကြွားလာတာဖြစ်တယ်။ဒါယေလအခန်းကြီးကိုအခန်းငယ်24ထဲမှာဆိုတော့အပြစ်သားအမင်္ဂလာရှိတဲ့လူတွေအတွက်သာဝရကုတုလွတ်ပေးဖို့ရန်တဲ့ယေရှုခရစ်တော်ဟာလောကကိုကြွလာတယ်လို့တွေ့ရတာဖြစ်ပါတယ်ဆိုတဲ့အခါမှာကျွန်တော်အနေနဲ့ယေရှုခရစ်တော်လှုပ်ဆောင်ပေးတဲ့အရာကိုနှစ်ပိုင်းခွဲထားပါတယ်ပထမတစ်ပိုင်းကတော့ယေရှုခရစ်တော်လောကမှာလူသားတယောက်အနေနဲ့အသက်ရှင်တဲ့အခါမှာသူကိုယ်တိုင်ဘယ်လိုဖြတ်ကျော်ပြမအသက်ရှင်ခဲ့တယ်လဲဆိုတာကိုပထမတစ်ပိုင်းအနေနဲ့ကျွန်တော်တို့အတူတကွဆင်ခြင်ဖို့ရန်ဖိတ်ခေါ်ချင်ပါတယ်ယေရှုခရစ်တော်လောကကိုလာခြင်းကျွန်တော်တို့အတွက်ကိုယ်စားပြုပေးဆက်ဖို့ရန်လာတဲ့အခါမှာသူ့ရဲ့အသက်တာမှာမွေးဖွားခြင်းမှာနွားသိန်းကုတ်ထဲမှာခက်ခဲပင်ပန်းစွာမွေးထွားတယ်သူဟာဖန်ဆင်းရှင်ဖြစ်တဲ့ဖယားဖြစ်တဲ့ဘုံစည်းစိမ်နဲ့စံပေတဲ့ပုဂ္ဂိုလ်ဖြစ်တော်ညာလေမွေးဖွားခြင်းမှာဆင်းရဲဒုက္ခကိုခံယူတယ်ပြီးတဲ့အခါမှာမွေးဖွားပြီးရက်သားလေးမှာပဲအသက်ဘေးအန္တရာယ်ကနေလွတ်မြောက်ဖို့ရန်ဣသရေလနိုင်ငံကနေအေဂဒုပြည်ကိုအီဂျစ်ပြည်ကိုထွက်ပြေးသိမ်းရှောင်ရတယ်စစ်ပြေးနော်အသက်ဘေးလွတ်မြောက်ဖို့ရန်ထွက်ပြေးရတဲ့နော်ဒုက္ခဆင်းရဲကိုရင်ဆိုင်ကြုံတွေ့ပါတယ်ပြီးတော့ငယ်ရွယ်တဲ့အသက်တာမှာဖခင်ဆုံးသွားတယ်နော်မိသားစုထဲမှာဖခင်ဆုံးသွားတယ်မိဘမစုံလင်ခြင်းဒုက္ခပြောဆိုမိဘမဲ့ဒီလိုဝမ်းနည်းခြင်းကိုရင်ဆိုင်ကြုံတွေ့ရတယ်သူ့ရဲ့မိတ်ဆွေအချစ်ဆုံးတအားချစ်တဲ့လာဇရုတည်သွားတယ်မျက်ရည်ကျတယ်ငိုကြွေးတယ်လို့ပြောတယ်နော်ဒီလိုဒုက္ခဆင်းရဲကိုသူခံရတယ်ရက်40အစာရှောင်တဲ့အခါမှာအိုးဆာလောင်မှုကိုသူခံရတယ်ပြီးတော့ယေရှုခရစ်တော်ဟာမကြာခဏနတ်ဆူဆွဲတယ်လို့ဆွဆွဲခံရတယ်နိုင်ငံရေးလုပ်တယ်လူတွေကိုမတရားစီယုံတင်းသွင်းတယ်လို့မမှန်မကန်တက်သေးတွေနဲ့သူကဆွဆွဲခြင်းပြစ်တင်ခြင်းကိုခံရတယ်လေပြင်းမုန်တိုင်းဆိုတဲ့တဘာဝဘေးအန္တရာယ်ကိုလည်းရင်ဆိုင်ကြုံတွေ့ရတယ်ဗိမာန်တော်ထဲမှာလူတွေများစွာရှေ့မှာဟောပြောနေတဲ့အချိန်မှာလူတွေများစွာရှေ့မှာမျက်နှာပြက်အရှက်တကွဲအကျိုးနဲ့မောင်းထုတ်ခံရတဲ့အချိန်တွေရင်ဆိုင်ကြုံတွေ့ရတယ်ပြီးတော့ယောမအာနာပိုင်တွေရဲ့သက်ဦးစံပိုင်အောက်မှာအုပ်ချုပ်မှုအောက်မှာသူဟာဖြတ်တန်းရတယ်အထူးဖြင့်ဘာသာရေးခေါင်းဆောင်တွေရဲ့နေ့စဉ်ပြစ်တင်ခြင်းအပြစ်ရှာခြင်းဒီအရာကိုရင်ဆိုင်ကြုံတွေ့ရတယ်ပြည့်ရည်ပြုတ်ခြင်းပြီးတော့သူ့ရဲ့အချစ်ဆုံးတပည့်တော်12ပါးထဲကတပါးရဲ့တစ္ဆာဖောက်ခြင်းကိုခံရတယ်ရောင်းစားခံရတယ်ဒါဟာလောကထဲမှာသူရင်ဆိုင်ကြုံတွေ့ရတယ်သူဘာပြောလဲဆိုတော့မြေခွေးဟာတွင်းရှိတယ်တဲ့ငှက်ကလည်းအတိုက်ရှိတယ်လူသားဟာခေါင်းချစရာနေရာများမရှိဘူးလို့ပြောပါတယ်ဒီအရာတွေဟာယေရှုခရစ်တော်လောကမှာသူအသက်ရှင်တဲ့အခါမှာကြော်ဖြတ်ခဲ့တဲ့အကြောင်းအရာဖြစ်ပါတယ်ဒီအရာတွေဘာကြောင့်ယေရှုခံယူတယ်လဲဆိုတော့ဟေဘရဲအခန်းကြီး4အခန်းငယ်15ထဲမှာကျွန်တော်တို့အတွက်သူကိုယ်စားခံပေးခြင်းပေးဆက်ခြင်းဖြစ်တယ်လို့နှုတ်ကပတ်တော်ထဲမှာဒီလိုပြောပါတယ်ဟေဘရဲအခန်းကြီး4အခန်းငယ်15ထဲမှာငါတို့ယစ်ပရောဟိတ်မင်းတွေငါတို့ခံရသောဆင်းရဲဒုက္ခများကြောင့်မကျင်နာနိုင်သောသူမဟုတ်ငါတို့ခံရသည်နည်းသူအမျိုးမျိုးသောစုံစမ်းနှောက်ယှက်ခြင်းကိုခံပူးတော်သူဖြစ်တော်မူ၏တို့ရာတွေဒုစရအပြစ်နှင့်ကင်းလွတ်တော်မူ၏ယနေ့ကျွန်တော်တို့လောကထဲမှာအသက်ရှင်စင်မှာဖြစ်ပျက်တဲ့အရာရင်ဆိုင်ကြုံတွေ့ရတဲ့အခက်အခဲတွေပြဿနာတွေ
ခံစားရတဲ့ဆင်းရဲဒုက္ခအလုံးယေရှုခရစ်တော်ဟာသူကိုယ်တိုင်ခံဖိုးတာဖြစ်တယ်လို့အခုနှုတ်ကပတ်တော်ထဲမှာတော့ကျွန်တော်တို့ကိုဖော်ပြထားပါတယ်ဒီအရာတွေဟာနိကောအခန်းကြီး8အခန်းငယ်9ထဲမှာတော့အကြောင်းမူကားငါတို့သခင်ယေရှုခရစ်သည်စီးစိမ်ရှိတော်လဲဆင်းရဲတော်မူခြင်းအပြင်တင်တို့သည်စီးစိမ်ရှိစေခြင်းကတင်တို့အတွက်ကြောင့်ဆင်းရဲခြင်းကိုခံတော်မူတော်ကျေးဇူးတော်ကိုတင်တို့တိကြ၏ခရစ်တော်လောကမှာရောက်လာတဲ့အခါမှာသူ့ရဲ့ဘုံစည်းစိမ်အစဉ်ပြေမှုတွေကြွေဝမှုတွေကောင်းစားမှုတွေတက်တောင့်တက်တာဖြစ်အကုန်လုံးကိုညှင်းပယ်အပြမလောကမှာလာပြမဒုက္ခဆင်းရဲခံခြင်းဟာယနေ့ကျွန်တော်တို့ကိုထိုဒုက္ခဆင်းရဲထဲကနေရွေးနှုတ်ဖို့ရန်ကယ်လွတ်ဖို့ရန်ဖြစ်တယ်ဆိုတာကိုနှုတ်ကပတ်တော်ထဲမှာကျွန်တော်တို့လေ့လာရတာဖြစ်ပါတကယ်ဆိုရင်သူဟာဖယားပဲဖန်ဆင်းရှင်ပဲဖယားသားတော်ပဲအကုန်လုံးကိုအစင်သင်းပြောမယ်ဆိုတော့နော်ပြည့်ပြည့်စုံစုံနဲ့တက်တောင့်တက်တာနဲ့သူလောကထဲမှာလာနေလို့ရပါတယ်ဒါပေမဲ့ကောင်းစားခြင်းအစဉ်ပြေခြင်းအကုန်လုံးကိုညှင်းပယ်ပြမလာပြမဒုက္ခဆင်းရဲခံခြင်းဟာယနေ့ကျွန်တော်ကျမတို့အတွက်သူဟာလာပြမဆက်ကပ်ခြင်းကိုစားပြုတ်ပေးခြင်းဖြစ်တယ်ဆိုတာကိုနှုတ်ကပတ်တော်အားဖြင့်ဆင်ခြင်ရပါတယ်ဒုတိယပိုင်းကတော့ယေရှုကလက်ဝါးကတိုင်မှာအသေးခံတယ်ကားတိုင်ယေရှုခရစ်တော်ရဲ့အသက်တာမှာကြည့်တဲ့အခါမှာတော့ယေရှုဟာအနာရောဂါဆွဲတယ်ဆိုတာမတွေ့ရအောင်နော်ယေရှုဖျားတယ်ဆိုတာကိုကျွန်တော်တို့မတွေ့ရဘူးဒါမဲ့ဒီအရာထက်သခင်ယေရှုဟာကျွန်တော်တို့လူတွေအတွက်တကယ်ကိုနာကျင်ခြင်းဒုက္ခဆင်းရဲဝေဒနာကိုလက်ဝါးကတိုင်မှာကျွန်တော်တို့အတွက်သူခံပေးခဲ့တယ်ဆိုတာကိုတွေ့ရတာဖြစ်ပါတယ်ယန်သူရဲ့လက်ထဲမှာကျွန်တော်တို့ The Passion of the Christ ဆိုတဲ့ဒီတက်တော်စင်ရုပ်ရှင်ကားကိုကြည့်တဲ့အခါမှာယေရှုခရစ်တော်ရဲ့ကိုယ်ခန္ဓာခေါင်းဖျားကနေခြေဖျားတိုင်အောင်အယေပြားတလက်မတောင်မှအကောင်းမရှိဘဲနဲ့တကိုယ်လုံးစုပ်ပြတ်တတ်အောင်အသားတခြားအယေပြားတခြားအယိုးတခြားပေါ့နော်ဒီလိုပြောမယ်ဆိုတော့နာကျင်စွာဝေဒနာခံခြင်းဟာကျွန်တော်ကျမတို့ရဲ့အပြစ်ကြောင့်သူပေးဆက်ခြင်းဖြစ်တယ်ထို့အရာဟာကျွန်တော်ကျမတို့ချမ်းသာရဖို့တက်တာချင်းရဖို့အနာရောဂါပျောက်ဖို့ဖယားသခင်ရှေ့မှာစိတ်ရင်ချင်းကနေလွတ်မြောက်ဖို့ရန်ဖြစ်တယ်လို့နှုတ်ကပတ်တော်ထဲမှာကျွန်တော်တို့တွေ့ရတာဖြစ်ပါတယ်ဒီအရာဟာတဲ့တမန်တော်အခန်းကြီး73အခန်းငယ်39ထဲမှာတော့ဗာပြောလဲဆိုရင်ထိုသခင်ကိုယုံကြည်သောသူရှိသမျှတို့သည်မောရှေ၏တရားအတိုင်းမလွတ်နိုင်သောအပြစ်ရှိသမျှတို့ကိုလွတ်ရသည်ကို၎င်းတိမှတ်ကြလောယေရှုခရစ်တော်ကားတိုင်မှာကျွန်တော်တို့အတွက်ပြင်းစွာသောဝေဒနာကိုပေးဆက်ခြင်းခံစားခြင်းဟာတဲ့ပြည့်ညတ်တရားအပြင်ကျွန်တော်တို့ကိုမကယ်နိုင်မလွတ်နိုင်တဲ့အရာကိုကျွန်တော်တို့ကိုကယ်လွတ်ပေးဖို့ရန်ခံခြင်းဖြစ်တယ်ကျွန်တော်တို့အမြဲတမ်းကြားနေတဲ့ကျွန်တော်တို့ဟေရှာယအခန်းကြီး53ခန်းငယ်ကျွန်တော်တို့4နဲ့5ကိုကြည့်တဲ့အခါမှာဒီအရာယေရှုခရစ်တော်ခံယူတာတော့ကျွန်တော်တို့အားလုံးကိုစားသူကားတိုင်မှာပေးဆက်ခြင်းဖြစ်တယ်ဆိုတာကိုတစ်ချက်လောက်ဖတ်ချင်ပါတယ်တို့တော်လေထို့သူသည်ငါတို့အနာရောဂါဝေဒနာများကိုယိုသင်ဆောင်ရွက်လေ၏ဒဏ်ခတ်တော်မူခြင်းကို၎င်းဖယားသခင်ဆုံးမ၍နှိမ်ချတော်မူခြင်းကို၎င်းခံရတော်သူဖြစ်သည်ဟုငါတို့သည်ထင်မှတ်ကြပြီထို့သူသည်ငါတို့လွန်ကျူးသောအပြစ်များကြောင့်နာကျင်စွာထိုးခြင်းနှိပ်စက်ခြင်းကိုခံရလေ၏ငါတို့ရဲ့ငြိမ်သက်ခြင်းချမ်းသာကိုဖြစ်စေသောဆုံးမခြင်းသည်သူ့အပေါ်သို့ရောက်၍သူခံရသောတန်ရှက်အားဖြင့်ငါတို့သည်အနာပြောက်လက်ရှိ၏ဆိုတော့ယေရှုခရစ်တော်ကားတိုင်မှာနာကျင်စွာသောထိုးနှက်ခြင်းရိုက်ပုတ်ခြင်းဒီနှိပ်စက်ခြင်းကိုခံရခြင်းဟာကျွန်တော်တို့ခံရမယ့်အစားတူကားတိုင်ပေါ်မှာကိုစားပေးဆက်တာဖြစ်ပါတယ်ဂလာတိအခန်းကြီး3ခန်းငယ်73မှာကျွန်တော်တို့ကိုတဲ့ကျင့်ချင်းအမင်္ဂလာအလုံးထဲကနေရွေးနှုတ်ဖို့ရန်သူဟာကျင့်ချင်းခံခဲ့တယ်လို့ပြောပါတယ်ဒီအရာအပြင်ယောဟန်အခန်းကြီး19အခန်းငယ်30မှာဆိုရှင်တော့ယေရှုဟာပုံရည်ကိုခံပြမှခေါင်းတော်ကိုငိုက်ဆိုင်ညွတ်ရွယ်တဲ့အမှုပြီးပြီလို့မိန့်တော်မူပြမှအသက်တော်ဆွတ်နေလို့ပြောပါတယ်ပြောချင်တာတော့ကျွန်တော်ကျမတို့ခံရမယ်အပြစ်စီရင်ခြင်းဖယားသခင်တောင်းဆိုတဲ့ကျွန်တော်ကျမတို့မလိုက်လျှောက်နိုင်မဖြည့်ဆည်းနိုင်တဲ့အပြစ်အလုံးကိုယေရှုခရစ်တော်ဟာကားတိုင်မှာကျွန်တော်ကျမတို့အတွက်ပေးဆက်ပေးခဲ့တာဖြစ်တယ်ဆိုတာကိုတွေ့ရတာဖြစ်ပါတယ်ဟေဘေဩဝါဒစာ
အခန်းကြီး30ထဲမှာနည်းနည်းဆက်ပြမအတူတကွကြည့်ရအောင်အခန်းကြီး30အခန်းငယ်3နဲ့4ကိုတစ်ချက်အရင်ဖတ်ချင်တယ်ယခုမူကားရစ်ပူစော်ဒီတွေတဲ့အပြစ်များကိုနှစ်တိုင်းအောင်းမဲ့ခြင်းရှိ၏အကြောင်းမူကားနွားစိတ်ရဲ့အသွေးသည်အပြစ်ကိုမဖြေနိုင်ရာတမဟောင်းကာလမှာနွားတွေစိတ်တွေသိုးတွေခိုချိုးငယ်တွေရဲ့အပြစ်ကိုနှစ်တိုင်းပူဇော်ရတယ်အမြဲတမ်းထပ်ခါပူဇော်ရတယ်ဘာကြောင့်လဲဆိုအပြစ်ကမဖြေနိုင်တော့ကြောင့်ဖြစ်တယ်အာမခံချက်မပေးနိုင်တော့ကြောင့်ဖြစ်တယ်အခန်းငယ်7ကနေကျွန်တော်နည်းနည်းဆက်ဖတ်မယ်ယစ်ပရောဟိတ်မင်းမီဒီကနေ့တိုင်းဝတ်ပြုလျက်အပြစ်ကိုမဖြေနိုင်တော့ယစ်ကိုအထက်အဖန်ပူဇော်လျက်ရပ်နေရ၏ထိုသခင်မူကားအပြစ်ဖြေခြင်းကယစ်တခုတည်းကိုပူဇော်ပြီးမှစ၍ဖယားသခင်ရဲ့လက်ရာတော်ဘက်၌အစဉ်အမြဲထိုင်၍မိမိရန်သူတို့ကိုမိမိခြေသင်ရာမထားမိတိုင်အောင်မျော်လင့်လျက်နေတော်မူ၏အကြောင်းမူကားစင်ကြယ်သောသူတို့သည်ထာဝရစုံလင်ခြင်းအကျိုးကိုရစေခြင်းကတခါတည်းပူဇော်ခြင်းအပြင်ပြုတော်မူ၏တမဟောင်းမှာဣတိလလူမျိုးတွေအခုပဲအပြစ်အတွက်ရစ်ကောင်ပူဇော်ပြမပြန်လာတယ်ပြန်ပြမာတယ်ရစ်ကောင်ပြန်ရှာရတယ်ပြန်ပူဇော်ရတယ်ဒီလိုနဲ့ပဲမပြီးနိုင်တော့ဘူးယစ်ပရောဟိတ်တွေလည်းဒီလူတွေရဲ့အပြစ်အတွက်နေ့တိုင်းပူဇော်ရတယ်ဒါကြောင့်ယစ်ပလင်ရှေ့မှာတေးတော်မှာထိုက်ခုံတော်မရှိဘူးဘာကြောင့်လဲဆိုတော့ပေတော်မှမပြီးနိုင်တဲ့ယစ်ကိုပူဇော်နေရတယ်ဘာကြောင့်လဲဆိုတော့တိရစ္ဆာန်ရဲ့အတွေးဟာအာမခံချက်မရှိဘူးဒါပေမဲ့ဒီနေရာမှာယေရှုခရစ်တော်ဟာတဲ့တခုတည်းသောယစ်ကိုပူဇော်ပြမှာတဲ့ဖယားသခင်ရဲ့လက်ရာတော်ဘက်မှာထိုင်နေတယ်အစဉ်အမြဲထိုင်နေတယ်လို့ပြောပါတယ်ပြောချင်တဲ့အဓိပ္ပာယ်ကတော့ဒီယစ်တခုတည်းနဲ့အားလုံးပြီးသွားပြီကျွန်တော်တို့မားခဲ့တဲ့အပြစ်ကျွန်တော်တို့မားနေတဲ့အပြစ်နောက်ထပ်လောက်အောင်မဲ့အပြစ်အားလုံးကိုယေရှုခရစ်တော်ပေးဆက်ပြီးသွားပြီဒါကြောင့်တဲ့လူတွေအတွက်တကယ်ကိုလုံလောက်တဲ့လုံပြည့်ဝတဲ့ယစ်ကိုပူဇော်ပြီးပြီဖြစ်သောကြောင့်ခမင်းတော်ရဲ့လက်ရာဘက်မှာထိုင်နေတယ်လို့တွေ့ရပါတယ်အခန်းငယ်14ထဲမှာဆိုလို့ရှိရင်ပိုး၍ကျွန်တော်တို့အတွက်အင်မတန်မှကောင်းတဲ့ကျမ်းစကားရှိပါတယ်အကြောင်းမူကားစင်ကြယ်သောသူတို့ဒီတဲ့ထာဝရစုံလင်ခြင်းအကျိုးကိုရခြင်းကတခါတည်းပူဇော်ခြင်းအပြင်ပြုတော်မူ၏ကျွန်တော်တို့ဟာထိုယေရှုခရစ်တော်အပြင်တဲ့ဘာရလဲဆိုတော့ထာဝရစုံလင်ခြင်းထာဝရစုံလင်ခြင်းခုနကဒါယေလအခန်းကြီး9:24မှာထာဝရကုတုနောက်တစ်ခါကျွန်တော်တို့ကတိရစ္ဆာန်ရှားစရာမလိုတော့ဘူးတိရစ္ဆာန်အတွေ့သွန်းစရာမလိုတော့ဘူးယေဘရဟိစီလည်းခဏသွားနေစရာမလိုတော့ဘူးအဲ့ဒီရစ်တခုတည်းအပြင်ထာဝရစုံလင်ခြင်းကိုဖယားကလှုပ်ဆောင်ပေးလိုက်တယ်ယနေ့ကျွန်တော်တို့ဖယားနဲ့ပြန်တွေးခွင့်ရတယ်ဖယားကိုအဖဟုကိုခွင့်ရတယ်ဖယားမျက်မှောက်တော်ထဲကိုပြန်ရောက်လာရခြင်းကထိုယေရှုခရစ်တော်လုပ်ပေးတော့တခုတည်းသောအကြီးမြတ်ဆုံးသောပူဇော်တက်ကပေးဆက်ခြင်းအပြင်ဖြစ်ပါတယ်အခန်းငယ်19-18ထဲမှာဟေဗြဲ30တဖန်တုံသူတို့ပြစ်မှားခြင်းလွန်ကျူးခြင်းအမျိုးမျိုးကိုငါမအောင်မေပေနေမည်ဟုလာတည်းထိုအပြစ်တို့ကိုလွတ်ပြီးလင်နောက်တဖန်အပြစ်ဖြေသောပူဇော်တက်ကာကိုပြုเสียအကြောင်းမရှိသခင်ယေရှုဟာနောက်တစ်ခါလူစားသည့်ခံယူပြီးမှလာเสียမလိုတော့ဘူးကျွန်တော်တို့ရဲ့အပြစ်တွေကားတိုင်မှာနောက်တစ်ခါအသေးခံအတွေးသွင်းပြမှပေးဆက်เสียလဲမလိုတော့ဘူးဘာကြောင့်လဲဆိုတော့ပြီးစုံသွားပြီယနေ့လူတိုင်းဟာဖယားစီကိုရောက်ချင်တယ်ဖယားနဲ့တွေ့ချင်တယ်ဒါကြောင့်ဖယားတွေရှာကြတယ်ဖယားတွေဖိုးကြတယ်ဒါပေမဲ့ကျွန်တော်တို့ဟာဘလောက်ပဲဖယားရှာဘလောက်ပဲကုသိုလ်လုပ်အာမခံချက်မရှိနော်အခုပဲကုသိုလ်လုပ်ပြီးပြန်လာအခုစိတ်တူတယ်အခုပဲသူတို့တမန်အသင်းကိုပြောမိတယ်အခုပဲလောဘကြီးတယ်ဘာမှမထူးဘူးချက်ချင်းပြန်ပြေသွားတယ်ဘာအာမခံချက်မှမရှိဘူးဒါပေမဲ့ယေရှုခရစ်တော်ကိုရရှိတော်သူဟာတဲ့ဖယားသခင်ရှေ့မှာထာဝရစုံလင်ခြင်းထာဝရအပြစ်လွတ်ခြင်းဂျေဇုတော်ကိုခံစားရတယ်လို့တွေ့ရတာဖြစ်ပါတယ်ဒါကြောင့်ယနေ့ကျွန်တော်တို့ကထိုယေရှုခရစ်တော်လက်ဝါးကတိုင်မှာပြုပေးသော
ကိုစားပေးဆက်တဲ့အရာကိုကျွန်တော်တို့ဟာသဘောတူလက်ခံယုံကြည်ပြီးမှဖယားသခင်ရှေ့မှာတိုးဝင်ဖို့ပဲဖြစ်တယ်ယောမအခန်းကြီး3အဆုံးပိုင်းမှာကျွန်တော်တို့ကိုယ်တိုင်ထိုဖယားပြုတ်ပေးတဲ့အချင်းမြတ်ဆုံးသောကိုယ်သူကိုစားပြုတ်ပေးတဲ့ပေးဆက်ခြင်းကိုလက်ခံသဘောတူဖို့ရန်ဖြစ်တယ်ဆိုတာကိုနောက်ကပတ်တော်2ပိုက်3ပိုက်ကိုကျွန်တော်ဖတ်မှာဖြစ်ပါတယ်ယောမဩဝါဒစာအခန်းကြီး3ခန်းငယ်ကျွန်တော်တို့21ကနေ23အထိတစ်ချက်ဖတ်မှာဖြစ်တယ်ယခုမူကားပညာတိကျမ်းအနာဂတ်ကျမ်းတို့တည်တက်တေခန္ဒီနဲ့အညီပညာတရားနဲ့မဆက်ဆိုင်သောဘုရားခင်ရဲ့ဖြောင့်မတ်ခြင်းတရားတည်ဟုသောယေရှုခရစ်ကိုယုံကြည်ခြင်းအပြင်ယုံကြည်သောသူအပေါင်းတို့အဖို့လို့ဖြစ်၍ထိုသူအပေါင်းတို့အပေါ်သို့တက်ရောက်သောဘုရားသခင်ရဲ့ဖြောင့်မတ်ခြင်းတရားတည်ထင်ရှားခဲ့ပြီးခြားနာခြင်းအလင်းမရှိအဘဲကြောင့်နေဟိုမူကားလိုအပေါင်းတို့တည်ဒုစရိုက်ကိုပြု၍ဘုရားသခင်ရှေ့တော်၌အတ္တရေပြစ်ကြပြီလူတွေဟာဘသူမှအပြစ်နဲ့ကင်းတဲ့လူမရှိဘူးအပြစ်မလုပ်တဲ့သူတရားမှမရှိဒါပေမဲ့ထိုလူတွေဟာပညာတရားအပြင်မရနိုင်တဲ့အရာလူတွေရဲ့ကြိုးစားမှုအပြင်မရနိုင်တဲ့ဖြောင့်မတ်ခြင်းကိုယေရှုခရစ်တော်အပြင်ဘုရားသခင်ကပေးတယ်လို့ပြောပါတယ်အခန်းကြီး၄အခန်းငယ်3ကနေ9အထိတစ်ချက်ဖတ်မှာဖြစ်ပါတယ်၄9ကိုဖတ်မယ်အကျင့်ရှိသောသူမည်ဒီကဂျေဇုအပြင်အကျိုးကိုခံရသည်မဟုတ်ခံထိုက်သောအပြင်ရ၏အကျင့်မရှိသောသူမည်ဒီကမတရားသောသူ၏အပြစ်ကိုဖြေသောသူကိုယုံကြည်လင်သူ၏ယုံကြည်ခြင်းကိုဖြောင့်မတ်ခြင်းကဲ့သို့မှတ်လျက်ရှိ၏6ခွန်8ထိုနည်းသူဘုရားခင်သည်အကျင့်ကိုမထောက်ပဲပေးလျက်ပေးတော်မူသောဖြောင့်မတ်ခြင်းကိုရတော်သူ၏မင်္ဂလာကိုဒါဝိဒ်သည်ယေမရွတ်ဆိုဒီကအပြစ်မှလွတ်ခြင်းဒုစရိုက်အပြစ်ကိုဖုံးအုပ်ခြင်းတို့ရောက်တော်သူတို့သည်မင်္ဂလာရှိကြ၏ထာဝရဘုရားအပြစ်တင်တော်မူခြင်းနှင့်ကင်းလွတ်တော်သူသည်မင်္ဂလာရှိ၏ဟုပြောဆိုတည်းဆိုတော့ကျွန်တော်တို့လူတွေအားလုံးဘုရားခင်ရှေ့မှာအစေးအသားမရှိနောက်ဆန်တင်းစရာမလိုဘာမှကြောက်စရာမရှိဘဲနဲ့ဘုရားခင်စီပြန်ရောက်နိုင်တဲ့နိလန်ဘုရားရဲ့ပြည်ဝစုံလင်သောစံချိန်စံညွှန်းနဲ့အညီဘုရားစီကိုပြန်ရောက်နိုင်တဲ့အခွင့်အရေးတစ်ခုကတော့ယေရှုခရစ်တော်အားဖြင့်ဘုရားခင်စီကိုတိုးဝင်ဖို့ပဲဖြစ်တယ်ဆိုတာကိုနောက်ကပတ်တော်အားဖြင့်တွေ့ရတာဖြစ်ပါတယ်နောက်ဆုံးယောမအခန်းကြီး30အခန်းငယ်9:30ပေတုနိဟုမူကားတင်ဒီသခင်ယေရှုကိုနှုတ်ဖြင့်ဝန်ခံ၍ဖျားသခင်သည်သူ့ကိုသေခြင်းမှထမြောက်စေတော်မူပြီဟုစိတ်နှလုံးထဲ၌ယုံကြည်လင်ကယ်တင်ခြင်းတို့ရောက်လိမ့်မည်ဖြောင့်မတ်ရာတို့ရောက်ခြင်းကစိတ်နှလုံးဖြင့်ယုံကြည်ရ၏ကျွန်တော်တို့လုပ်ရမယ့်အရာတော့ကားတိုက်ပေါ်မှာယေရှုခရစ်တော်ကျွန်တော်ကျမတို့အတွက်ဘေးဆက်ခဲ့တဲ့အရာဟာဟုတ်တယ်ကျွန်တော်ကျမတို့ရဲ့အပြစ်အတွက်ဖြစ်တယ်ကျွန်တော်ကျမတို့ရဲ့ကြင်ချင်းအမင်္ဂလာအတွက်ဖြစ်တယ်ကျွန်တော်ကျမတို့လွန်ကျူးခဲ့တဲ့အပြစ်အလုံးအတွက်ဖြစ်တယ်ဆိုတာကိုယုံကြည်လက်ခံဖို့ပဲဖြစ်ပါတယ်ယေရှုခရစ်တော်ဟာကျွန်တော်တို့တလောကလုံးမှာရှိတော်လူသားအလုံးအတွက်အကြီးမြတ်ဆုံးသောပူဇော်တက်ကကိုလက်ဝါးကတိုင်မှာကျွန်တော်တို့အတွက်ပေးခဲ့တာဖြစ်တယ်ယနေ့ပွဲတော်မင်္ဂလာခံယူရတဲ့ထိုအရာကိုအတူတကွအောင်းမဲ့ဖို့ရန်ဖြစ်ပါတယ်အဖြစ်ပြက်လေးတစ်ခုကိုပြောပြမှအဆုံးသတ်ခြင်းနဲ့ကမ္ဘောဒီးယားနိုင်ငံကျွန်တော်တို့အရှေ့တောင်အာရှပေါ့နော်ကမ္ဘောဒီးယားနိုင်ငံမှာရှေ့ပိုင်းမှာဒီခမာနီဆိုတဲ့စစ်အာဏာရှင်တွေအုပ်ချုပ်ခဲ့တာဖြစ်ပါတယ်သူတို့စကားနားမထောင်ဘူးသူတို့ပြောတဲ့အတိုင်းမလုပ်ဘူးဆိုရင်လူတွေများစွာကိုတတ်ခဲ့တယ်လူဦးရေတန်းနဲ့ချီတတ်ခဲ့တဲ့အဖြစ်ပြက်ကမ္ဘောဒီးယားနိုင်ငံမှာရှိပါတယ်အဲ့ဒီထဲမှာဒီအာဏာရှင်စနစ်ကိုမလိုလားပဲနဲ့တချို့သောပြည်သူတွေဟာရရလက်နဲ့ဆွဲကပ်ပြမှဒီအာဏာရှင်စနစ်ကိုတော်လှန်ခဲ့ကြတယ်အဲ့ဒီမှာတော်လှန်ရင်းနဲ့သူတို့မှာခေါင်းဆောင်ရှိတယ်သူတို့ဟာဒီအာဏာရှင်စနစ်ကိုနိုင်ပြမှတိုင်းပြည်ကိုအာဏာကိုပြန်လဲရယူလာတဲ့အချိန်တိုင်းရောက်လာတယ်အဲ့ချိန်မှာခေါင်းဆောင်ဟာတိုင်းပြည်ရဲ့စီမင်းစည်းကမ်းတွေအုပ်ချုပ်မှုတွေကိုစတင်ပြမှလှုပ်ဆောင်တယ်ပြောမယ်ဆိုတော့အုပ်ချုပ်ရေးကိုစပြမှသူဦးဆောင်တယ်အဲ့ချိန်မှာဘာဖြစ်လဲဆိုတော့သူတို့စစ်သားတွေရဲ့စားနပ်ရိက္ခာတူလောင်တဲ့ဂိုတောင်ထဲကပစ္စည်းညတိုင်းညဆိုပျောက်နေတာပစ္စည်းပျောက်တယ်နော်ပစ္စည်းခိုးခံရတယ်အဲ့ဒီခါမှာသူတို့ကပြောရင်ဒီ
တော်လန်ရဲ့ခေါင်းဆောင်စီရောက်လာတယ်ခေါင်းဆောင်ကဘာပြောလဲဆိုတော့အဲ့ဒီတခုကိုရအောင်ဖမ်းတဲ့ဖမ်းပြမှကျိန်တန်90ရမယ်ဒီလိုသတ်မှတ်ကြတယ်အဲ့ဒါနဲ့စစ်သားတွေဟာတေချာညစောင့်ကြည့်ပြမှဒီတခုကိုဖမ်းတယ်ဖမ်းတဲ့အခါမှာနောက်ဆုံးတခုကတော့ဘယ်သူဖြစ်နေလဲဆိုတော့ဒီတော်လန်ရဲ့ခေါင်းဆောင်ရဲ့မိခင်ကြီးဖြစ်နေတာဆိုတော့ဒါကိုလာပြောတယ်ခေါင်းဆောင်ဘာပြောလဲဆိုတော့မိခင်ဖြစ်ဒါကတော့ဥပဒေအတိုင်းသူကကျိန်တန်90ရိုက်ခံရမှာဖြစ်တယ်အဲ့ဒီမှာပြည်သူတွေဟာနော်ခေါင်းဆောင်ကြီးဆရာကြီးဒါတော့ဖြစ်ပါမလားဒါတော့ဘယ်သူဖြစ်ကျွန်တော်ခိုးရင်လဲကျွန်တော်ရိုက်ခံရမှာပဲဒီလိုဆုံးဖြတ်တယ်ဒါနဲ့အမျိုးမျိုးပေါ့နော်လူတွေကတိုင်းပြည်ကိုအာဏာရှင်လက်ထက်နဲ့ကေတာတော့ဟုတ်တယ်ဒါပေမဲ့အခုကိုမိခင်ကိုဒီလိုကျိန်တန်ပြန်ရိုက်တယ်ဆိုတော့နာမည်ပြတ်မထင်နဲ့ဒါမှမဟုတ်ခင်ဗျားမိခင်ဟာဒီကျိန်တန်90ကိုခံနိုင်ပါမလားအမျိုးမျိုးပေါ့လေနော်လူတွေဟာပြောဆိုကြတယ်မဟုတ်ဘူးကျိန်တန်ခံရမယ်ဒီလိုသူကတတ်မှတ်တယ်ဆိုတဲ့အခါမှာနောက်ဆုံးရက်ကိုတတ်မှတ်တယ်နေရာတတ်မှတ်ပြမှလူတွေများစွာကိုအဲ့မှာလာကြည့်ခိုင်းတယ်အဲ့ဒီချိန်မှာဒီကျိန်တန်ရိုက်မဲ့နေရာမှာအဲ့ဒီနဲ့တကယ်သူ့မိခင်နေရာမှာဒီကောင်းဆောင်ဟာသူကိုယ်တိုင်သူထုတ်တဲ့အမိန်ပေါ့နော်အဲ့ဒီမှာသူကိုယ်တိုင်ကျိန်တန်ရိုက်သူကိုယ်တိုင်ကိုစားမိခင်အတွက်ကျိန်တန်ခံနေဆိုတာကိုတွေ့ရတာဖြစ်ပါတယ်ဒါတော့ဘာလဲဆိုတော့ယနေ့ဖယားသခင်တတ်မှတ်တဲ့ပြည့်ညတ်တရားကိုကျွန်တော်တို့ဘယ်သူမှမလိုက်လျှောက်နိုင်ပါဘူးဒါပေမဲ့ဒီအရာကိုဖယားကသူကိုယ်တိုင်လောကကိုဆင်းလာပြမှကျွန်တော်တို့ရဲ့အပြစ်အတွက်သူကားတိုင်မှာခံပေးတာဖြစ်ပါတယ်ကျွန်တော်တို့ကဒါကိုလက်ခံလိုက်တဲ့အခါမှာဖယားရဲ့ပြစ်ဒဏ်စီရင်ခြင်းဖယားရဲ့အမျက်ဒေါသကနေလွတ်မြောက်ခြင်းရရှိတာဖြစ်တယ်ဆိုတာကိုဒီနေ့နှုတ်ကပတ်တော်အပြင်အနေငယ်ခွန်အားပေးချင်တာဖြစ်ပါတယ်